သူ့ယောက်ျားကမယားငယ်တယောက်ကိုအိမ်ခေါ်လာတာနဲ့တင်အန်နာကတနက်ကိုဆွဲပြီးသူ့ယောက်ျားကောင်းပေါ်ကအုတ်ထုတ်ကိုလွင့်ထွက်သွားအောင်ပစ်ချလိုက်ပါတယ်။ဒါကိုသူ့ယောက်ျားကဒေါသတကြီးနဲ့အန်နာကိုအပြစ်ပေးဖို့စူးစမ်းပေမဲ့မထင်မှတ်ပဲအန်နာရဲ့လက်ရည်အောက်မှာလုံးဝအရှုံးပေးလိုက်ရပါတော့တယ်။သူဟာအန်နာကိုအနိုင်မတိုက်နိုင်ဘူးဆိုတာကိုခုထိမယုံနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့အိမ်အောင်ကြကလေးကအန်နာဟာငြိမ်ငြိမ်ကုတ်ကုတ်နဲ့အေးအေးဆေးဆေးနေတတ်တဲ့အိမ်အောင်ရှင်မတယောက်လိုပဲသူထင်ခဲ့တာကိုဒါပေမဲ့ခဏအကြာမှာတော့သူ့အထင်သေးခဲ့တဲ့ဇနီးတဲ့ရဲ့လက်ချက်နဲ့တေးလူမတက်ရိုက်ခံရတော့မှအန်နာဟာဘလောက်တောင်အစွမ်းထက်တယ်လဲဆိုတာသူသဘောပေါက်သွားပါတော့တယ်။တကယ်တော့အန်နာဟာနမေကြီးစစ်ဗိုလ်ချုပ်မိသားစုကစဉ်သက်လာသူပါငငယ်ကလေးကဖခင်ဖြစ်သူနဲ့အတူစစ်မြေပြင်တွေအထိလိုက်ပါခဲ့ဘူးသူပေါ့။ဒါပေမဲ့ကန်ဆိုးကျင်တော့ဖခင်ဖြစ်သူဟာစစ်ပွဲတစ်ခုမှာကြာဆုံးသွားခဲ့ပါတယ်။ဒီသတင်းကိုကြားတော့အန်နာအမေဟာပူဆွေးလွန်းလို့တွေးအံပြီးအိယာရဲလဲယာကနေတေကန်ကြီးမှာအန်နာကိုမှားသွားခဲ့ပါတယ်။သမီးလေးနေ့ရက်တိုင်းကိုဘေးကင်းအောင်နေပါနေ့အဖေလိုမျိုးစစ်ပွဲတွေထဲမပါဝင်ပါနဲ့တော့အဲ့အန်နာလည်းငိုယိုပြီးဂရီပေးခဲ့ပါတယ်မိဘအမွေနှစ်တွေအများကြီးရှိပေမဲ့အေးအေးချမ်းချမ်းနေချင်တာကြောင့်မက်စ်နဲ့လက်ထပ်ခဲ့တာပါဒါပေမဲ့မင်္ဂလာဦးညမှာတင်မက်စ်ဟာစစ်ထွက်ဖို့အရေးပေါ်မင်းရတာကြောင့်ထွက်သွားခဲ့ရပါတယ်မခွဲခွာခင်မှာမက်စ်ကအန်နာမင်းဟာငါ့အတွက်တူးရဲတော်သူပါငါဘယ်တော့မှဖောက်ပြန်မှာမဟုတ်ဘူးလို့ဂရီတွေအကြီးကျယ်ပေးခဲ့ပါသေးတယ်အဲ့ဒီနောက်ပိုင်းမက်စ်ဟာစစ်ဗိုလ်ချုပ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုစွန့်လွတ်ပြီးအိမ်တော်မှုကိုပဲအာရုံစိုက်ခဲ့ပါတယ်အန်နာရဲ့စီမံခန့်ခွဲမှုတွေကြောင့်လည်းဆင်းရဲခဲ့တဲ့မက်စ်တို့မိသားစုဟာနေမှာအချမ်းသာဆုံးစည်ရင်းဝင်ဖြစ်လာခဲ့တာပါဒါပေမဲ့တနေ့မှာတော့မက်စ်ဟာစစ်မြေပြင်ကနေအမျိုးသမီးတယောက်ကိုခေါ်ပြီးပြန်လာခဲ့ပါတယ်။အန်နာကအဲ့ဒီမိန်းမအကြောင်းမေးတဲ့အခါမက်စ်ကဒါငါရဲ့ဖေးဖေးလေးလို့ပြောင်ပြောင်တင်းတင်းပြန်ဖြေတာကြောင့်အန်နာစွန့်သွားရပါတယ်။အိမ်စီတွေကတော့မခံမရက်နိုင်ဖြစ်ပြီးအန်နာကမှသခင်လေးရဲ့ဇနီးရင်းဖေးဖေးပါလို့ဝင်ပြောကြပေမဲ့မယားငယ်ကပိုဆိုးလာပါတယ်သူကခေတ်သစ်လူဖွဲ့စည်းမှာလွတ်လပ်စွာချစ်တိုက်ခွင့်ရှိတယ်။ရှေးရိုးဆွဲတွေနဲ့တုံ့တော်မထားသင့်ဘူး။ဒါကြောင့်မက်စ်အနေနဲ့မိန်းမဘယ်နှစ်ယောက်ပဲယူရတယ်လို့အရှက်မရှိပြောလာပါတယ်။မက်စ်ကိုတိုင်းကလည်းသူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်ကြောင်းနဲ့အဲ့ဒီမိန်းမဟာမြင့်မြတ်တဲ့မျိုးရိုးကဖြစ်ပေမဲ့သူ့နောက်ကိုစစ်မြေပြင်အထိလိုက်ခဲ့တာဆိုပြီးချီးကျူးနေပါတယ်မင်္ဂလာဆောင်တုန်းကပေးခဲ့တဲ့ဂရီတွေကိုလည်းတစ်ချက်ကလေးတောင်မိမိလျှော့လျော့နေခဲ့တာပါအန်နာကစိတ်ပြက်လက်ပြက်နဲ့ကျမကြတော့ကောတလင်တမယားစနစ်ဆိုတဲ့ဥပဒေကိုဘယ်ရောက်သွားပြီလဲလို့မေးတဲ့အခါမက်စ်ကငါသူ့ကိုလက်ထပ်ပြီးရင်မင်းဒီအိမ်မှာပဲအိမ်စီအဖြစ်ဆက်နေနိုင်ပါတယ်လို့အရှက်မရှိပြန်ဖြေခဲ့ပါတယ်အန်နာဟာဒီမိသားစုအတွက်အရာရာပုံအောပေးခဲ့ပေမဲ့နောက်ဆုံးမှာစွန့်ပစ်ခံရတာကိုမယုံနိုင်အောင်ဖြစ်သွားပါတယ်။သူဟာချက်ချင်းပဲဧည့်သည်တွေကိုပြန်ခိုင်းပြီးမိသားစုဝင်အားလုံးကိုခန်းမထဲမှာလူစုလိုက်ပါတယ်ပြီးတော့မက်စ်ကိုကျမရှင်နဲ့ကွာရှင်းခြင်းနဲ့လို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။မက်စ်ကဒေါသတကြီးနဲ့အကြောင်းပြချက်မေးတဲ့အခါမယားငယ်ကကြားဖြတ်ပြီးအန်နာကရှင်အောင်တရားအောင်ကွာရှင်းမယ်ဆိုပြီးချင်းချောက်တာပါကျမသိတာပေါ့လို့ကုန်းချောပါတယ်။အန်နာအတော်ကလည်းနင်ကမိဘမဲ့ဖြစ်နေပြီးမိမိသားစုဝင်တွေအကုန်သေးကုန်တာနင်ကမိစ္ဆာမျိုးနွယ်မို့လို့ပဲလို့စော်ကားပါတယ်မက်စ်ရဲ့အမေကလည်းသူ့သားဘက်ကနေရက်တီပြီးအန်နာကိုအိမ်တော်မှုကိုပဲထိန်းချောင်းခိုင်းပါတယ်တကယ်တော့ဒါဟာအန်နာရဲ့ပိုင်ဆိုင်မှုတွေကိုနှိုက်ချင်လို့ဆိုတာအန်နာသိနေပါတယ်ဒါကြောင့်အန်နာကဒါဟာအတိပေးတာညှိနှိုင်းတာမဟုတ်ဘူးပြီးတော့ပြီးခဲ့တဲ့တစ်နှစ်လုံးကျမအပေါ်တင်ရှိနေတဲ့ကျွေးမိတွေကိုလည်းအကုန်ပြန်ပေးရမယ်လို့ပြောပြီးကြောကြောမောမောပဲထွက်လာခဲ့ပါတယ်နောက်နေ့မှာတော့အန်နာဟာစစ်တေနာပရိချုပ်စီသွားပြီးသူ့အဖေရဲ့ဂုဏ်သိက္ခာအတွက်တရားမျှတမှုရှာပေးဖို့တောင်းဆိုပါတယ်မက်စ်တို့မိသားစုလုပ်ခဲ့သမျှကိုပြောပြပြီးကွာရှင်းဖို့ပြောတဲ့အခါတေနာပတိချုပ်ကဝမ်းသာအားရနဲ့တကယ်ကိုမင်းတို့မိသားစုရဲ့မျိုးရိုးနဲ့ထိုက်တန်တဲ့တတိပဲဆိုပြီးအန်နာတောင်းဆိုချက်မှန်သမျှကိုခွင့်ပြုလိုက်ပါတယ်။အန်နာရုံးခန်းထဲကထွက်လာတော့မက်စ်နဲ့မယားငယ်တို့လက်ထပ်စာချုပ်ချုပ်ဖို့လာတာနဲ့တဲ့တိုးပါတယ်။ဒါပေမဲ့အန်နာကသူတို့ကိုအရေးမလုပ်ပဲကြော်သွားပြီးအိမ်ပြန်ကအထုပ်ပိုးတွေပြင်ပါတယ်။အဲ့ဒီအချိန်မှာအိမ်ဦးနက်ကအဖွားဖြစ်သူကစကားပြောချင်တယ်လို့လာပြောတာကြောင့်အန်နာဟာဒီမိသားစုနဲ့အပီးပိုင်လမ်းခွဲဖို့နောက်ဆုံးအကြိမ်သွားတွေ့ပါတယ်။အဲ့ခန်းထဲရောက်တာနဲ့ရောက်ခမဖြစ်သူကအန်နာကိုဆဲဆိုပါတော့တယ်။အန်နာကတော့စိတ်ကုန်နေပြီမို့ဘယူးမဆိုင်ပဲထွက်သွားဖို့ပြင်တဲ့အခါမက်စ်ကအော်ဟစ်ဆဲဆိုပြီးရိုက်ဖို့ပြင်ပါတယ်။ဒီတစ်ခါတော့အန်နာမညာတော့ပါဘူး။မက်စ်ရဲ့ပါးကိုဖြတ်ခနဲနေအောင်ရိုက်ချလိုက်ပါတယ်။မက်စ်ကပြန်ရိုက်ဖို့စူးစမ်းပေမဲ့အန်နာကပနက်စွာရှောင်လိုက်ပြီးမက်စ်ရဲ့တနက်ကိုပါလူယူလိုက်ပါတယ်။မိမတယောက်ကတနက်ကိုဘလို့ပြည့်ရမှန်းသိမှာမို့လို့လားလို့မက်စ်ကလှောင်နေတော့မှာပဲအန်နာကသူ့ကောင်းပေါ်ကဥထုပ်ကိုမှန်အောင်ပစ်ချလိုက်ပါတယ်။အားလုံးမြင်တက်သွားကြပါတယ်။အန်နာဟာအမြဲတမ်းနူးညံ့သိမ်မွေ့နေခဲ့တော့ဒီလောက်လက်ဖြောင့်တဲ့တနက်သမားတယောက်ဖြစ်နေလိမ့်မယ်လို့ဘယ်သူမှမထင်ထားကြပါဘူး။မက်စ်ကထပ်ပြီးတိုက်ခိုက်ဖို့စူးစမ်းပေမဲ့အန်နာကလုံးဝအသာစီးနဲ့ခြေမုံလိုက်ပါတယ်ဒီလိုပညာတွေကိုဘယ်ကတင်လာတာလဲလို့မက်စ်မေးတဲ့အခါအန်နာကရှင်ကတကယ်ကိုအသုံးမကျတာပဲရှစ်လိုလူကဘယ်လိုလုပ်စစ်တပ်ကိုဥဆောင်နိုင်မှာလဲလို့ပြန်လှောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာရောက်ခမဖြစ်သူကအန်နာလိုမိမရုပ်ကိုဒီအတိုင်းကွာယုံနဲ့မကျေနပ်နိုင်ဘူးသူ့အကြောင်းကိုတလောကလုံးသိအောင်လုပ်ရမယ်လို့အော်ဟစ်နေတော့မှပဲတိုင်းပြည်ရဲ့သမ္မတကြီးအခန်းထဲကိုဝင်လာပါတယ်အဲ့ဒီသမ္မတကြီးဟာတခြားသူမဟုတ်ပါဘူးအန်နာရဲ့အဖိုးဖြစ်သူပဲဖြစ်ပါတော့တယ်